နိုင်ငံတော်အတွက်နိုင်ငံသားကောင်တက်မတော်အတွက်စစ်တီတော်ကောင်းတဦးပြည်သားစွာတာဝန်များကိုကျေပွန်စွာထမ်းဆောင်လာခဲ့ကြတဲ့ပြည်သူစစ်မှုထမ်းများရဲ့အိမ်ပြန်ခင်းများပါလေ၎င်းတို့ရဲ့အောင်မြင်စွာနဲ့ကျေပွန်စွာတာဝန်ထမ်းဆောင်ခဲ့မှုပေါ်မိသားစုဝင်များသာမကဒေသခံပြည်သူများကပါဝမ်းသာဂုဏ်ယူမဆုံးနဲ့သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ကျေးရွာတည်တည်မှာကွန်ပျူတာချင်းများအောင်တပြေပန်းခံများအိုးစီဒိုပတ်များနဲ့စီစီကာတိုက်တိုက်ဝုံဝုံကွန်ပျူတာဆိုခဲ့ကြတာကိုတွေ့မြင်ရပါတယ်တာဝန်ပြီးမြောက်ပြီးမိသားစုများထံကိုပြန်လည်ရောက်ရှိလာတဲ့ပြည်သူစစ်မှုထမ်းများအနေနဲ့တပ်မတော်သားတအုပ်ကြီးတာဝန်ထမ်းဆောင်ခဲ့ရခြင်းပေါ်ဂုဏ်ယူဝမ်းမြောက်မှုနိုင်ငံတော်ကပေးရတဲ့တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့မှုပေါ်ဝမ်းမြောက်မှုမိသားစုဝင်များနဲ့ပြန်လည်ဆုံစည်းရခြင်းပေါ်ပျော်ရွှင်ရမှုနဲ့၎င်းတို့ပေါ်မိသားစုနဲ့ပတ်ဝန်းကျင်ကပါဂုဏ်ယူလေးစားစွာကြိုးဆိုခဲ့မှုပေါ်ကြည်နူးဂုဏ်ယူရမှုတို့ကို၎င်းတို့ရဲ့အိမ်ပြန်ပြီးကြိုးဆိုမှုမြင်ကွင်းများကိုလူမှုကွန်ရက်စာမျက်နှာများမှာအခုလိုတွေ့မြင်ရပါတယ်။ဆိုပါနိုင်ငံသားကောင်စစ်မှုထမ်းများဟာစစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်းနိုင်ငံတော်နဲ့တပ်မတော်ကပေးရလာတဲ့ကာကွယ်ရေးတာဝန်လုံခြုံရေးတာဝန်များနဲ့တဘာဝဘေးရန်များဖြစ်ပွားလာချိန်မှာကုညီကယ်ဆယ်ရေးတာဝန်များကိုကြိုးမဖက်ပဲဆွန့်လွတ်နေနာခံကအမြဲတမ်းစစ်မှုထမ်းများနဲ့အတူတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတော်နဲ့တပ်မတော်အနေနဲ့လည်း၎င်းတို့စစ်မှုထမ်းဆောင်စဉ်ကာလတစ်လျှောက်မှာရတဲ့ရထိုက်တဲ့အကျိုးခံစား권များလာစာရိတ်ခါနဲ့အခြားထောက်ပံ့မှုများရရှိစေရေးအတွက်စနစ်တကျဆောင်ရွက်ပေးခဲ့တဲ့အပြင်စစ်မှုရန်ကာလပြီးမြောက်ပါကအလုပ်ကိုင်ရရှိရေးများနဲ့ပတ်သက်ပြီးလည်း၎င်းတို့ဆန္ဒပြုတဲ့အလုပ်ကိုင်များကိုတတ်မှတ်ချက်များနဲ့အညီခန့်အပ်ပေးနိုင်ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများကပြည်ရင်းပြည်ပအလုပ်ကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီများနဲ့ချိတ်ဆက်ပြီးလိုအပ်တာများဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သတင်းရရှိပါရရှင်။